တာဘယ်လိုခေါ်တယ်လဲလေတိမ်ပင်လေကြီးရှိမှသူမေးကနေတောင်မောစလပန်းနဲ့အနေထိုင်နေသူဇလန်နဲ့ချယ်ရီမြေကလေးကိုနာချင်လာလနေမနက်ခင်းနေကမင်းကိုလမ်းစေတဲ့ရိတ်တဲ့ကိုမရောက်လာတဲ့လမ်းမှာနေဆောင်လို့နေမလားလေဇလပန်းလေးတောင်မောဇလပန်းလေးတနေစီတာခွေနေဒီတနိုင်ငံစီတဲ့ကလေအတူပြမဆုံးနေပဲကန်ခင်းနေသူနှစ်ယောက်ဟဲ့